ကဲဒီကာဘာလေးကဒီလိုလုပ်လို့ရတယ်ပေါ့နော်ဒီလိုအဖွင့်ပိတ်လေးရမယ်ဒီယာကတော့အကြောင်းရင်းရှိတယ်ပေါ့သူ့ရဲ့အကြောင်းရင်းကဘာလဲဆိုတော့ဗျာသူကဒီကျွန်တော်တို့ down နေမှာဆက်ကိုရက်စင်ရမလို့ပဲနဲ့ဆက်ဖြတ်နိုင်တယ်ဗျာဥမာကျွန်တော်တို့နယံ down တစ်ခုဒီလိုစုံမယ်ဆိုရင်90 degree ပေါ့ဗျာ90 degree မှာသူကဆက်ဖြတ်သွားလို့ရတယ်ဒီဘက်ကိုဆက်ကိုပိတ်เสียမလို့ဘူးဆက်သက်เสียမလို့ဘူးဆက်ဖြတ်သွားလို့ရတယ်နောက်တစ်ခုကဗျာကျွန်တော်တို့ဒီနယံမှာဖြတ်နေရင်လည်းကျမ်းပြင်းတဲ့နယံ down တွေမှာစုံတဲ့အခါမှာလည်းသူကဆက်ဖြတ်သွားလို့ရတယ်ဒါသူ့ရဲ့လှုပ်ဆောင်ချက်ပေါ့ဒီလိုဟာလေးကသူ့ရဲ့လှုပ်ဆောင်ချက်ပေါ့နော်ဒါသူ့ရဲ့ကာဘာရဲ့ဒီလိုမျိုးအပွင့်ပိတ်လုပ်လို့ရတဲ့ဟာရဲ့လှုပ်ဆောင်ချက်ပေါ့ဗျာကဲဒီဆက်လေးကဒီအနောက်လက်ကင်လဲလှည့်လို့ရတယ်ပေါ့နော်ဒီလိုရမယ်ဗျာမြင်ရလားတော့မသိဘူးဗျာကဲဒီလိုကနေပြီးတော့ဒီလိုလှည့်လို့ရမယ်ဒီလိုကနေပြီးတော့ဒီလိုလှည့်လို့ရမယ်ကဲဒါသူကလှည့်လို့ရတာပေါ့နော်သူရဲ့အနောက်လက်ကင်ကိုလှည့်လို့ရတယ်ကိုလိုတဲ့ဘက်ပေါ့ဘယ်ဘက်ရမယ်ညာဘက်ရမယ်ပေါ့နော်ဒါပေမဲ့ဒီလိုလဲရမယ်ဆိုတော့ကိုလှုပ်တဲ့ခါမှာကိုစိတ်ကြိုက်ပေါ့ညာဘက်လဲခြင်းနဲ့ဘယ်ဘက်လဲခြင်းနဲ့ဆိုတော့အလွယ်တကူအတုံးလို့ရအလွယ်တကူအတုံးပြုလို့ရတာပေါ့ဗျာတက်တောင့်တက်တာရှိတယ်ဒီဆက်3ရတာပေါ့ဗျာကဲဒီဆက်4ကသူကပန့်လေးနဲ့လာမယ်ပေါ့ဗျာပန့်လေးနဲ့လာမယ်ဒါကတော့ပန့်မှာပါတဲ့ safety ခလုတ်ပေါ့ဗျာကိုကဒီမှာပလက်ပေါက်ကို join နေ on off လုပ်ချင်ဒီမှာနှိပ်ရတာပေါ့ဗျာဒါ on and off ရေပေါ့ဖွင့်အပိတ်ရေဒီမှာတစ်ခေါက်ထပ်ပေးတာ safety ပေါ့ဗျာအဓိကကတော့တော့ပြီးရင်ကျွန်တော်တို့ရေပိုက်ပါတယ်ပေါ့ဗျာရေပိုက်ကိုသူကဒီမှာရေပိုက်ကိုလာ join မယ် join ပြီးသွားရင်ဆက်မှာဗမာပြန်ချိတ်မလဲဆိုတော့ဒီမှာပြန် join မယ်ပေါ့ဗျာဒါလေးကတော့အဖွင့်ပိတ်လုပ်တဲ့ဟာပေါ့ရေပိုက်လေးကိုဒီကောင်ကတော့ဖုံဆုပ်တဲ့ဟာပေါ့ဗျာဒါဖုံဆုပ်တဲ့ဟာကဲကျွန်တော်တို့ဒီရေနဲ့တွဲသုံးမယ်ဗျာရေကိုချိတ်ပြီးသုံးမယ်ဆိုရင်သူကဘာကောင်းလဲဆိုတော့ဗျာဖုံတိတ်မထောက်ပေါ့ဗျာဒီလေထဲလွင့်သွားမဲ့ဖုံတွေကရေနဲ့ရောပြီးတော့ရွှွတ်ပုံစံပေါ့ဗျာအောက်ကိုစီးကျသွားမယ်နောက်တစ်ခုကတော့ဒီဓာတ်သွားတွေမပူတော့ဘူးပြီးရင်ဓာတ်သွားရဲ့တက်တန်းပိုးချရှည်ခံတယ်ပေါ့ဗျာဒီရေလေးနဲ့တုပ်တွဲသုံးမယ်ဆိုရင်ပေါ့ဗျာအဲဒီမှာမြင်တဲ့အတိုင်းပဲပေါ့ဗျာဓာတ်သွားတွေကဘယ်လိုပြောလဲမညီဘူးဗျာတစ်ခုနဲ့တစ်ခုကတော့လွှဲထားတယ်ပုံမှန်ဆိုရင်ဒီမှာဆိုရင်ဒီလိုညီရင်ဆိုရင်ဗျာဒီလိုညီရမယ်ဗျာဒီကောင်ကလည်းဒီမှာရှိရင်တပြေးညီတယ်ဖြစ်ရဗျာတပြေးညီတယ်မဟုတ်ဒီလိုလွှဲထားတယ်သူကလွှဲထားတာကတော့ဗျာဘာဖြစ်တာလဲဆိုတော့ဗျာဒီလွှဲထားတဲ့အကြောင်းရင်းကတော့သူကပို့ပြီးတော့မြန်ဆန်ဗျာဒီနယံတွေကိုဖောက်လို့ရအောင်ပေါ့ဗျာဒီနယံအလဲအသားတွေပေါ့ဗျာအသားတွေကိုသူကမြန်ဆန်ပေါ့ဗျာဟိုလွယ်ကူကူနဲ့မြန်ဆန်ဖောက်လို့ပို့ရတယ်ဗျာဒါသူရဲ့တစ်ချက်နောက်တစ်ချက်ကတော့ဒီဆက်မတုံအောင်ပေါ့ဗျာဒီနယံဖြတ်ရင်ဆက်တုံမယ်ဒီလိုဓာတ်တွားလေးတွေကိုဒီလိုလွှဲရလိုက်တော့သူ့ရဲ့နောက်ထပ်တစ်ချက်ကတော့ဒီဆက်မတုံအောင်ဆက်ကတိတ်မတုံတော့ဘူးပေါ့ဗျာတုံခါတာနေသွားမယ်နောက်တစ်ခုကတော့ဒီဖုံတွေကွန်ကရစ်အကျိုးပဲတွေကဗျာဒီလိုတစ်ခုနဲ့တစ်ခုတညီတဲ့ထားရင်သူကဂျားထဲမှာညှိတယ်ပြီးရင်ဂျမ်ဖြစ်တယ်ဗျာသူကဒီလိုလေးလွှဲထားတဲ့စနစ်ဆိုတော့သူကဂျမ်မဖြစ်တော့ဒီကောင်ကဒီမှာညှိနေဒီကောင်နဲ့ရိုက်ချသွားမယ်ဒီမှာညှိနေမယ်ဆိုရင်ဒီဘက်ကကောင်ကရိုက်ချမယ်ဒီဘက်ကကောင်ကရိုက်ချတညီတဲ့မဟုတ်ဗျာတညီတဲ့ဆိုဒီဂျားထဲမှာခံသွားပြီဆိုတော့ဒီကောင်မလဲတော့အဲ့လိုဒါတွေ့ရစနစ်ပေါ့ဗျာဒီဓာတ်တွားလေးတွေကတညီတဲ့မဟုတ်ဘဲနဲ့လွှဲထားရတဲ့အကြောင်းရင်းပေါ့ဗျာကဲဒီဆက်လေးမှာရနိုင်တဲ့အပိုပစ္စည်းတွေရှိတယ်ဗျာအဲ့တော့ဒီအဓိကအပိုပစ္စည်းတွေရနိုင်တယ်အပိုပစ္စည်းအားလုံးတော့မရနိုင်ဘူးဗျာရနိုင်တဲ့အပိုပစ္စည်းတွေမှာဒီဆက်မှာသုံးထားတဲ့ဟိုကြီးကွိုင်စစ်မော်တာရမယ်ပြီးရင်သူကကျွန်တော်တို့ starter လည်းရနိုင်မယ်ဗျာနောက်တစ်ခုကကျွန်တော်တို့ဟိုဂီယာတွေလည်းသူအပိုပစ္စည်းရှိတယ်ဒီဆက်လေးမှာကတော့ကျွန်တော်ဒီမှာဒီအပိုပစ္စည်းတွေမှားလို့ရတယ်ဗျာအချိန်မရွေးနောက်ဆုံးတစ်ခုအနေနဲ့ကျွန်တော်ဒီမှာရှိမှာကတော့ခလုတ်ရှိမယ်ဗျာ